ကျေးဇူးတင်ပါတယ်ယနေ့ဒီနေ့တာကိုကျွန်ုပ်အကောင်းဆုံးဖြတ်သန်းအောင်မြင်နိုင်ခဲ့ပြီမို့ကိုယ့်ရဲ့အားထုတ်မှုတွေအတွက်ကျေးဇူးတင်ပါတယ်ယနေ့ဒီနေ့တာကိုကျွန်ုပ်ရဲ့ကုသိုလ်စိတ်တို့နဲ့နေထိုင်နိုင်ခဲ့ပြီမို့ကိုယ့်ရဲ့စိတ်ခွန်အားအတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ယနေ့ဒီနေ့တာလုံးမှာကျွန်ုပ်သွားလာလျာလမ်းတစ်လျှောက်၌ဖြစ်စေလုပ်ငန်းခွင်ဌာနများ၌ဖြစ်စေဝယ်ယူရောင်းချရာဆိုင်အသီးသီး၌ဖြစ်စေကျွန်ုပ်၏အမြင်မာဆုံးသောကောင်းကျိုးအတွက်အဖက်ဖက်ကပံ့ပိုးကူညီကြသူယနေ့တွေ့ဆုံခဲ့ရသူခုနှစ်ရက်သားသမီးများကိုကျေးဇူးတင်ပါတယ်ယနေ့အတွက်ကျွန်ုပ်အားကူညီဖေးမပေးကြသူမိဘများမိသားစုဝင်များနဲ့တကွာကျေးဇူးတင်ထိုက်သူအားလုံးတို့ကိုကျေးဇူးတင်ပါတယ်အားလုံးချမ်းသာချမ်းသာကြပါစေရွှင်လန်းချမ်းမြေ့ကြပါစေဘေးကင်းလုံခြုံစွာစိတ်ချစွာအိပ်ယာဝင်နိုင်ကြပါစေယနေ့မှာကျွန်ုပ်ကိုစိတ်အလိုမကျဖြစ်ကြရသူများရှိခဲ့ရင်လေကျွန်ုပ်အနေနဲ့မေတ္တာပို့သအပ်ပါတယ်ကျွန်ုပ်ဘက်မှအမှားအယွင်းများပြုခဲ့မိပါကလေနားလေစာနာခွင့်လွှတ်ပေးနိုင်ကြပါစေစိတ်ချမ်းသာမှုကိုရရှိကြပါစေကျွန်ုပ်ကိုလည်းမေတ္တာထားနိုင်ကြပါစေယနေ့မှာကျွန်ုပ်မှာစိတ်အလိုမကျဖြစ်မိသူများရှိခဲ့ရင်လေကျွန်ုပ်အနေနဲ့မေတ္တာပို့သအပ်ပါတယ်ကျွန်ုပ်အပေါ်ကိုအမှားအယွင်းပြုသူများရှိပါကလေကျွန်ုပ်အနေနဲ့ထို့သူတို့အားနားလေစာနာခွင့်လွှတ်ပေးနိုင်ပါစေထို့သူတို့သည်စိတ်ချမ်းသာကြပါစေကျွန်ုပ်အားလည်းမေတ္တာထားနိုင်ကြပါစေကျေးဇူးတင်ပါတယ်ယနေ့တနေ့တာလုံးတွင်ကျွန်ုပ်အားရောက်လျာ၌ဘေးကင်းလုံခြုံပြီးကောင်းကျိုးဖြစ်ထွန်းအောင်စောင့်ရှောက်ကြကုန်သောကျွန်ုပ်၏ကိုယ်ဆောင်နာမည်နှင့်တကွနမျက်နှကောင်းဝိစာပုဂ္ဂိုလ်တို့သူတော်စင်အပေါင်းတို့ကိုကျေးဇူးတင်ပါတယ်ယခုလိုကျွန်ုပ်အားဒီနေ့တာလုံးတွင်စောင့်ရှောက်ကြကုန်သောကျွန်ုပ်၏ကိုယ်ဆောင်နမင်းနှင့်တကွနတ်မြတ်နတ်ကောင်းသူတော်စင်သူတော်မြတ်အပေါင်းတို့ကိုမေတ္တာပို့သအပ်ပါတယ်ကျမ်းမာချမ်းသာစိတ်ရွှင်လန်းကြပါစေမဂ်ခင်တရားတို့ကိုပွားများအားထုတ်နိုင်ပြီးနိဗ္ဗာန်တရားတို့များရရှိကြပါစေယခုကျွန်ုပ်အိယာဝင်မြအချိန်မှစတင်ကညင့်300ရံပတ်လုံးကျွန်ုပ်အားကိုယ်ဆောင်နမင်းနှင့်တကွကျွန်ုပ်အားမေတ္တာထားကြကုန်သောနတ်မြတ်နတ်ကောင်းသူတော်စင်သူတော်မြတ်အပေါင်းတို့ကနှွေးထွေးစွာစောင့်ရှောက်ကြပါစေယနေ့တနေ့တာအတွက်မိသားစုတာဝန်လုပ်ငန်းတာဝန်တို့ကိုကျေးပြောအောင်ကျွန်ုပ်စွမ်းအားရှိသမျှထမ်းဆောင်နိုင်ခဲ့ပါပြီယနေ့အတွက်
အကောင်းအဆိုးလောကဓာတ်အားလုံးကိုခန္တီမေတ္တာကရုဏာမုဒိတာဥပေက္ခတို့ဖြင့်ကျွန်ုပ်ရင်ဆိုင်နိုင်ခဲ့ပါပြီကျွန်ုပ်သည်တနေ့တာသောကများကိုအေးချမ်းစွာလက်ခံနိုင်ပြီးတရားဖြင့်နှလုံးသွင်းဆင်ခြင်နိုင်ခဲ့ပါပြီယခုလိုသီလသမာဓိပညာမဂ်ခင်တတ်များဦးစီးပြီးတနေ့တာကိုဖြတ်သန်းနိုင်ခဲ့တဲ့အတွက်ကိုလှိုက်လဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်ုပ်ဤကောင်းမှုကုသိုလ်အဟုန်များကြောင့်ရှင်သန်ခွင့်ရသောဤနေ့ရက်တရက်ကိုယရဏသုံးပါးဤအဆုံးအမယရဏသုံးပါးဤအဆောင်အရှောက်တို့ဖြင့်ဖြတ်တန်းနိုင်လိုက်ပြီဖြစ်လို့ကိုနှင့်တကွကျေးဇူးတင်ထိုက်သူအားလုံးတို့ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ယနေ့တွေ့ဆုံခဲ့ရသောရေဆက်ပဋ္ဌာန်းဆက်ရှိသူ9ရက်သားသမီးများနှင့်တကွာကျွန်ုပ်အားစောင့်ရှောက်နေကြကုန်သောနတ်မြတ်နှကောင်သူတော်ကောင်းအပေါင်းတို့ကိုကျွန်ုပ်၏အတိတ်ဘဝတန်တရားအဆက်ဆက်မှပြုခဲ့သမျှကောင်းမှုကုသိုလ်များအားအမျှပေးဝေလိုက်ပါရယ်အမျှပေးဝေလိုက်ပါရယ်အမျှပေးဝေလိုက်ပါရယ်သာဓုသာဓုသာဓုကျွန်ုပ်သည်ယနေ့တာနှင့်ပတ်သက်သမျှအရာခတ်သိမ်းကိုလွတ်ချနိုင်လိုက်ပါပြီယခုအချိန်မှစ၍စိတ်အေးချမ်းကြည်လင်စွာဖြင့်အိပ်ဆက်နိုင်ပါပြီအိပ်ဆက်နိုင်ပါပြီအိပ်ဆက်နိုင်ပါပြီကျွန်ုပ်သည်ယနေ့ညတာကိုဘေးကင်းလုံခြုံစွာချမ်းသာစွာဖြင့်အိပ်ဆက်နိုင်ပါပြီညက်3ရံပတ်လုံးယရဏမြတ်3ပါးနှင့်နတ်မြတ်အပေါင်းသူတော်ကောင်းအပေါင်းတို့၏မေတ္တာနှင့်စောင့်ရှောက်ခြင်းကိုခံယူလိုက်နိုင်ပါပြီကျွန်ုပ်သည်ယခုအချိန်မှစ၍တညတာပတ်လုံးအေးချမ်းစွာအိပ်ဆက်ခြင်းဖြင့်ကျွန်ုပ်၏ကိုယ်စိတ်နှပါကိုစောင့်ရှောက်နိုင်ပါပြီကျွန်ုပ်သည်ယခုအချိန်မှစ၍တညတာပတ်လုံးအေးချမ်းစွာအိပ်ဆက်ခြင်းဖြင့်ကျွန်ုပ်၏ကိုယ်စိတ်နှပါကိုစောင့်ရှောက်နိုင်ပါပြီယနေ့ညတာအိပ်ဆက်ချိန်အတွင်းကျွန်ုပ်၏ကိုယ်စိတ်နှပါသည်ကျမ်းမာခြင်းဒုက္ခနှင့်ပြည့်စုံပါစေကြံ့ခိုင်ခြင်းခွန်အားတို့နှင့်ပြည့်စုံပါစေဝေဒနာအပေါင်းတို့သည်လည်းအလုံးစုံပျောက်ကင်းပြီးအကောင်းပဂတိချမ်းသာသောကိုယ်ဖြစ်ပါစေချမ်းသာသောကိုယ်ဖြစ်ပါစေချမ်းသာသောကိုယ်ဖြစ်ပါစေယနေ့ညတာကိုအေးချမ်းစွာအိပ်ဆက်အနားယူနိုင်ပြီးနောက်နေ့နံနက်မိုးတောက်သောအခါကျွန်ုပ်၏ကိုယ်စိတ်နှပါသည်ကောင်းခြင်းမင်္ဂလာအဖျားဖျားနှင့်နိုးထနိုင်ပါစေခွန်အားဗလသိတ္တိများနှင့်ပြည့်စုံပါစေ
စိတ်ဤအလင်းရောင်တို့ထွန်းတောက်ပြီးသူတော်ကောင်းတရားတော်ဖြင့်ပြည့်စုံပါစေ